အားလုံးကိုမင်္ဂလာပါဒီနေ့မှာကြတော့ကျွန်တော်ဝယ်ထားတဲ့ wireless microphone ပေါ့နော်ရောက်လာပါပြီဖွင့်ပြမှာဟောက်ပြမှာဖြစ်ပါတယ်မကြည့်နှစ်ခုပါပေါ့နော်ဖုန်းကားလေးနဲ့နှစ်ခုပါပါတယ်ဖုန်းမတက်အောင်ပေါ့နော်ကာကွယ်ပေးဖို့အန်တန်နှစ်ခုပါတယ်ပြီးတော့အသွင်ကျူပေါ့နော်အသွင်ကျူဒီဟာလေးကတော့အသွင်ကျူပါထပ်စီပေါ့နော်ထပ်စီအသွင်ကျူဖြစ်ပါတယ်စစ်စရာလေးကောင်းပါတယ်သူတို့လုပ်ထားဒီဟာကကြတော့ဖုန်းနဲ့ချိတ်ဖို့ပေါ့နော်မှာ iOS ရဲ့ပြီးတော့ Type C ရဲ့ချိတ်လို့ရပါတယ် Android ဖုန်းနဲ့ iOS ဖုန်းပေါ့နော်အဲ့တော့နှစ်ခုစလုံးတော့တုံးပြရလို့ပေါ့နော်အရင်ကဆိုရင်ကျွန်တော်ဒီတိုင်းပဲရိုက်ကြည့်ရပေါ့နော်ဒါပေမဲ့တိတ်အဆင်မပြေဘူးပေါ့နော်ဖုန်းနဲ့ပဲဆိုတော့ကိုယ်နဲ့နည်းနည်းကွာတော့တွားတဲ့အချိန်မှာကျတော့အတန်တိတ်မကြားရဘူးအဲ့ဒီပြဿနာကိုတော့ပြင်ရှင်းနိုင်မယ်လို့ထင်ပါတယ်ကြာကိုဖုန်းကားလေးကိုခဏတက်ကြည့်အောင်မယ်နော်ဘယ်လိုလဲမသိဘူးဒါအားကြည့်တော့တက်စရာမလိုဘူးတဲ့မလေးမထည့်တတ်သေးဘူးဟဲ့စောက်ကြည့်ပေးပါဦးထည့်နေပါတယ်ကြိုးစားရှာပါတယ်ဒါပေမဲ့မရသေးဘူးနော်တစ်ခုတော့ရပြီနောက်တစ်ခုပေါ့နော်နောက်တစ်ခုတက်ကြည့်အောင်ဒီဟာကြတော့ဒီတိုင်းလေးပဲနော်ဒီတိုင်းပဲဒီတိုင်းလေးပဲတင်ယုံပဲသင်ရပါတယ်ဒီကအဲ့ဒီဖုံမတက်ဘူးပေါ့နော်သူတို့ကလုပ်ပေးထားဖြစ်ပါတယ်ကျေးဇူးကောင်းအခုကြတော့တန်လေးပူကြည့်လာမယ်နော်ကျွန်တော်ရိုက်ဗီဒီယိုရိုက်တဲ့အချိန်မှာခဏနေကြရင်လည်းကိုတိုင်းလေးပြန်ရိုက်ကြည့်ရအောင်မယ်ဒါဖုန်းနဲ့ချိတ်ဘူးကဲဖုန်းနဲ့ချိတ်ကြည့်ရအောင်ဖုန်းနဲ့ချိတ်ပြီးမှရိုက်ကြည့်ရအောင်ဟဲ့မှာမိတုတ်လေးလင်းလာပြီရိုက်ကြည့်ပါမယ်ကြော်ကြည့်ပါမယ်ခါတိုင်းကျွန်တော်တို့ဒီတိုင်းပဲရိုက်ရတဲ့ကမတူဘူးပေါ့နော်အတန်ကပူပြီးမှဘယ်လိုပြောရမလဲပူမှကြည်ရပူပြီးမှလည်းကြားရတာပေါ့နော်အဲ့လိုမျိုးချိတ်ပြီးမှရိုက်နေကောင်းပါတယ်တစ်ခုပါတယ်ဆိုတော့နော်ကိုကအင်တာဗျူးပါတယ်ဘယ်လိုလုပ်ပို့ဆင်ပြေတာပေါ့နော်သူများကအမေးဖြေလုပ်ပြီးမှမေးကြည့်မယ်ဆိုရင်ဆင်ပြေပါတယ်ခါတိုင်းရိုက်နေတဲ့ဟာထပ်ပူမှနားထောင်လို့ကောင်းပါလေမဆိုးပါဘူးနားထောင်နေတာပေါ့နော်အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် Goodbye